တရားလေးအထုတ်ပြီးတော့နေရတာအထုတ်နေရတဲ့အခိုက်မှာကိုစိတ်ဟာချမ်းသာတယ်ငြိမ်အေးတယ်သူ့အဆင့်လေးနဲ့သူပေါ့ဟုတ်လားပြီးရင်ဒါနဲ့ပြီးသွားသလားဆိုတော့မပြီးဘူးနော်ဒီချမ်းသာမှုလေးကအနာကအဆင်မပြေမှုနဲ့တွေ့လာတဲ့အခါမှာလည်းအများကြီးသူ့ကိုဖေးမလိုက်မယ်အဲ့တော့ဘုန်းတို့တရားအထုတ်တယ်ဆိုတာပြစ္ဆုတ်ပံလဲချမ်းသာဖို့အနာဂတ်မှာလည်းပဲဆင်းရဲစရာအကြောင်းနဲ့တွေ့လာတဲ့အခါမှာမဆင်းရဲဘဲနဲ့နေနိုင်ဖို့ဆိုတဲ့ဒီရည်ရွယ်ချက်ဒီအကျိုးကျေးဇူးနှစ်ခုကိုမျှော်ကိုပြီးတော့လုပ်ရမှာဟုတ်တယ်မဟုတ်လားအခုပြောနေတာကပြစ္ဆုတ်ပံမှာချမ်းချမ်းသာသာနေဖို့ဆိုတဲ့ရည်ရွယ်ချက်ကိုတတ်တာထားပြီးတော့ဟုတ်လားကိုပြေလေအောင်မဖြည့်ရှင်းနိုင်လောက်သေးဘူးလို့ထင်ရတဲ့ပျက်စီးမှုနဲ့ကြုံလာတဲ့အခါမှာချမ်းချမ်းသာသာနေဖို့ဆိုတဲ့ရည်ရွယ်ချက်နဲ့လည်းပဲတရားအထုတ်ရမယ်မြတ်စွာဘုရားအင်္ဂုတ္တပါဠိတော်မှာအနာဂတဘယသုတ်တံဆိုပြီးတော့သုတ်တံသုံးဖို့ဟောထားတာရှိတယ်နော်ပထမသုတ်တံကအမျိုးမျိုးသောအကြောင်းကြောင့်ဒီခန္ဓာကိုယ်ကြီးဟာသေနိုင်တယ်ဆိုတာကိုစဉ်းစားပြီးတော့မသေသေးခင်မှာတရားအထုတ်မယ်ဆိုတဲ့စိတ်ကူးမျိုးဖြစ်ဖို့မြတ်စွာဘုရားတိုက်တွန်းတာနော်ခန္ဓာကိုယ်ရဲ့ပျက်စီးနိုင်တဲ့အခြေအနေအများကြီးကိုထောက်ပြပြီးတော့မြတ်စွာဘုရားဟောတာငါမွေးကြိုက်ပြီးတော့လည်းသေနိုင်တယ်ကင်းကြိုက်ပြီးတော့လည်းသေနိုင်တယ်သေနိုင်တဲ့အကြောင်းတွေပေါ့နော်အစာအာဟာရမကြည်မကျက်ဖြစ်ပြီးတော့လည်းသေနိုင်တယ်လေသင်နှုံးဖြတ်ပြီးတော့လည်းသေနိုင်တယ်ထဲထဲကတီးကြီးဖောက်ပြန်ပြီးတော့လည်းသေနိုင်တယ်သေနိုင်တဲ့အကြောင်းတရားတွေအများကြီးကိုမြတ်စွာဘုရားထုတ်ပြတယ်ဟုတ်လားအဲ့ဒီလိုမျိုးဖြစ်မလာသေးခင်မှာငါမရသေးတဲ့တရားကိုရအောင်မရောက်သေးတဲ့အရာကိုရောက်အောင်မတိသေးတာကိုသိအောင်ငါလုပ်မယ်ဆိုတဲ့စိတ်ကူးနဲ့လုပ်ရမယ်လို့သေခြင်းကိုပြပြီးတော့ပထမနာဂတဘယသုတ်တံမှာအဲ့လိုဟောတယ်နောက်ဒုတိယသုတ်တံကျတော့ဘာပြောလို့ဆိုတော့အိုခြင်းနာခြင်းသေခြင်းဟုတ်လားပြီးတော့အစာရည်သာခေါင်းပါခြင်းဆိုတာလည်းဖြစ်လာတတ်တယ်ပြီးတော့တိုင်းပြည်ဒီမငြိမ်မသက်ဖြစ်လာတာတွေပြေးရလွှားရတာတွေဟာလည်းဖြစ်လာတတ်တယ်အဲ့ဒါမျိုးဖြစ်မလာခင်မှာငါတရားအထုတ်မယ်ဆိုတဲ့စိတ်နဲ့အထုတ်ရမယ်ပြီးတော့တန်ဃာတွေမညီမညွတ်ဖြစ်တယ်ဆိုတာလည်းဖြစ်လာတတ်တယ်အဲ့လိုမျိုးအခြေအနေဖြစ်လာရင်သူတော်ကောင်းတရားကိုအထုတ်ဖို့အခက်အခဲရှိတယ်ဒါကြောင့်ဒါမျိုးတွေမဖြစ်သေးခင်မှာသူတော်ကောင်းလုပ်ကိုလုပ်မယ်ဆိုတဲ့စိတ်ကူးနဲ့လုပ်ရမယ်လို့ဘုရားတိုက်တွန်းတယ်ဟုတ်လားအဲ့တော့ဒါတွေကိုစဉ်းစားကြည့်တဲ့အခါမှာအနာဂတ်ရေးကိုတွေးပြီးတော့တရားအထုတ်ခြင်းစိတ်ပေါက်အောင်ကြိုးစားရမယ်ဆိုတဲ့နော်ဒေသနာမျိုးတွေကိုကြည့်ပြီးတော့ဘုန်းဘုန်းတို့ရဲ့စိတ်ကိုလည်းပဲပြစ္ဆုတ်ပံမှာလည်းချမ်းသာဖို့အနာဂတ်မှာလည်းပဲအစဉ်ပြေစေဖို့ဆိုတဲ့ရည်ရွယ်ချက်နဲ့ကိုယ့်ကိုယ်ကိုတွန်းအားပေးတဲ့အလုပ်ကိုလုပ်ရမယ်